လေးစားတိုင်ရောဗျာနော်စားထုတ်တဲ့အဲ့ဘက်တွေကနေပြီးတော့ဒါဒီမှာစိတ်ရုံတွေပေါ့နော်စားထုတ်တဲ့စိတ်ရုံတွေဖြစ်မှာပါကျွန်တော်ခုညတော့ဆိုလေအကိုတယောက်ကရှေ့အဆိုင်ရင်းနဲ့ခေါ်သွားလို့ကြောင်လိုက်ရတာဒီအောင်ပဲကြည့်ရတာဗျလမ်းလည်းမသိဘူးဘာမှမသိဘူးဒါပေမဲ့ကျွန်တော်ကားသမားကြတော့လေတစ်ခါတည်းနဲ့မှတ်မိတယ်ဗျာနော်အားလည်းပြောရမယ်နော်အမိုဒီပေါ့ဗျာနော်ဟိုညတော့ညဘက်ကြီးမလို့ကျွန်တော်ကဒီအောင်နဲ့ပါညာဆိုတော့ရိုက်ပြလို့လည်းမရဘူးခင်ဗျာနော်အခုကြတော့ဒီဝီယူတာလေးဆိုတော့နော်ဟောနေတော့မှဟိုချီရိုက်တိုင်းတည်းဝင်သွားပြီညံတာဗျာလို့အမလေးဗျာစားကုန်နေကိုကြည့်ဦးသွားလာအေးလို့ဘုဒ္ဓတော်ဗျာနော်ကဲကျွန်တော်တင်ရမယ်ဒီကရောက်ပါပြီနော်ကဲအားပြောက်ရပါနော်စားကုန်နေကြစားထုတ်တယ်ဟာကျွန်တော်လေးလာအောင်ပါဗျာနော်မသိတော့လေဘုဒ္ဓတော်ဗျာနော်ရှိမှလည်းမင်းကိုဒီရှိုးနေတာမသိဘူးဗျာဒီဟောဗျာဝယ်ယူလို့မရတာနော်ဒီကံကတွေ့ကြုံနေဘူးလားဒါပါပဲလို့နော်